လာမယ့် August မှာတည်ထွက်ရှိလာမယ့် second kit set နဲ့အတူညီကိုရေးစောင့်မြင်နေကြတဲ့ Titan Embrace M416 gun skin တွေကတော့ PUBG Mobile တဲ့ return ရဲ့အတန်အနေနဲ့ပြန်လည်ရောက်ရှိလာတော့မှာပါအားလုံးပဲမင်္ဂလာပါမီရှယ်ပါဒီခေါက်ပြန်လည်ပါဝင်လာမယ့် Titan Embrace M416 gun skin တွေရဆိုရင်ခုတလော player ဂျာမရေပန်းစားနေတဲ့ Team Focus Animation Effect နဲ့ Swiftfire Animation Effect တွေကိုပါထပ်မံထည့်သွင်းပေးထားအောင်ပဲပြင်သူတို့သူထွက်ရှိလာတဲ့ Red Flame Neptune kit set လေးကလည်း return ရဲ့အတန်အနေနဲ့ပြန်လည်ပါဝင်လာအောင်ပါဒီတော့ M416 gun skin ကိုလဲလှယ်မဲ့ညီကိုတွေအနေနဲ့ဂျန်နုံးတွေကိုကျူးစုတာပဲဖြစ်ဖြစ်ရှိပြီးသားဂျန်နုံးတွေကိုလဲလှယ်လာပဲဖြစ်ဖြစ်လောက်သားချဖို့ကြံပေးလိုက်ချင်ပါတယ်အခုလိုမျိုး PUBG Mobile အတွက်သုံးဝင်တဲ့ဗီဒီယိုတွေကိုအများနဲ့ဆက်ပေးနေရမလို့ Michelle Channel လေးကိုလည်း follow လုပ်ခဲ့ပေးကြပါအောင်ဒီခေါက် Titan Embrace M416 gun skin နဲ့တူထွက်ရှိလာမယ် Update 4.5 ရဲ့ second kit set 100ဆိုရင်အခုထွက်ရှိနေတဲ့ Baron Aphrodite kit set လေးနဲ့အနည်းငယ်တူညီတဲ့ Same, but different. But still same. တော်လေးကိုတူညီတဲ့အပြောင်းစပင်လေးကိုမှ main character အနေနဲ့ထွက်ရှိလာမှာပါ Upgrade gun skin အနေနဲ့ကတော့ piano ကလေးနဲ့လက်ဆင်ထားတဲ့ခုမြင်တွေ့ရတဲ့ M762 gun skin တွေက Gisa Upgrade gun skin အနေနဲ့ပေါင်းလာမှာပါအခြား reward တွေအနေနဲ့ကိုလည်းအခုဗီဒီယိုမှာမြင်တွေ့ရတဲ့ချစ်စရာရေပွဲပတ်ဖက်လေးနဲ့ glider skin တို့ထင်ရတဲ့ piano item တစ်ခုကလည်း Gisa နဲ့တူပေါင်းဝင်လာအောင်ပါခုလိုပြခဲ့တာတွေကတော့ August မှာထွက်ရှိလာမယ့် second Gisa ရဲ့ reward တွေနဲ့ပြန်လည်ပေါင်းဝင်လာမယ့် Titan Embrace M416 gun skin လေးဖြစ်ပြီးတော့ညီကိုတွေအနေနဲ့ဘယ်လိုထင်မိလဲဆိုတာကို comment မှာမှတ်ခဲ့ပေးလို့ရပါတယ်